ကိုမြောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့သဘာဝသားတဲ့လူတော်ရွာတို့လက်ဆက်ဆက်တင်းနိုင်တွေ organic တွေစားရတယ်လို့ပေါ့ဗျာဒါပေမဲ့လည်းစီးပွားရေးကျန်းမာရေးပညာရေးလူမှုရေးကြတော့လေခေါင်းပါတယ်ကျွန်တော်တို့ကကြေးပါလေးပါမျိုးနယ်နဲ့လည်းအလှမ်းနဲ့ဝေးတဲ့ကြေးပါလေးပေါ့ဒါပေမဲ့လည်းဒီလိုအစားအစာတွေကိုတော့လက်ဆက်ဆက်စားရပါတယ်ဗျာ organic စစ်မလဲအဖေခေါင်းမြတ်ဖြုတ်မယ်အဖေဟာကြီးအရှိ ကိုယ်တိုင်စိုက်တယ်ကိုယ်တိုင်စားတယ် ပတ်ရထိမိထားမယ်တာကိုချန်ထွက်ပစ္စည်းပဲညံ့လားဘယ်လိုလေးလိုက်တာဖေခဏလေး ဟာလေ